A1 မှာ ERB နဲ့ရှင်10%ဘောမှာ ERB လေရှင်10% off နဲ့ရှင်10%ဘောမှာ ERB လေရှင်မင်္ဂလာပါအကိုကျိုးစုပါရဲ့ရှင်။ဗာလေးစောက်ရပေးရမယ်ရှင် ဟိုလေဒီ A1 နဲ့ ERB နဲ့ဆိုလို့ရှိရင်10% discount ဆိုတော့အကိုဟိုလေလုပ်ချင်တော့ဒီ ။ဒီရပေးလေးပြင်တင်တာဟုတ်ကဲ့ပါရှင်။ဟုတ် အဆင်ပြေပါ ဒီပါရဲ့ရှင်။ software လေး download လေးဆွဲပေးပါအောင်နော် software တော့ရှိလိမ့်မယ်ထင်တယ် ။ဟုတ်ဒီရလေးပေါ့နော် ပြီးတော့ပါဆက်လို့ အခုမှ ERP ရှိပြီးသားဆိုလို့ရှိရင်ငွေလေးသွင်းသွားလို့ရပါတယ်ကိုဟုတ်ငွေလေးသွင်းသွားမှာရှင် ပြင်မယ်ပါ A1 မှာ ERP နဲ့ရှင်ရင်10% off A1 မှာ ARB နဲ့ရှင်10% off